လည်းရှင်းပါလေကြီးပါလေ။ဘာလဲနာမည်သာဆိုတာရတယ်နင်းဘောဘောတီတော့ပါ စပရေတော့မှာလုံးမရတော့ရင်သိနေသွားခေါ်လိုက်ဦးမယ်မင်းစားအကြည့်ပြီးရင်လေးလို့အဲ့ဒါလေးဟိုကလေးလေးခေါ်နေပြီ ။လာပြီပကိုရင် အဲ့ဒါလေးခေါ်နေတာဖတ်တယ်လေမလားကဲဟာကောင်းမေးမင်းတို့အားလိုက်ပြီးအပြင်ထောက်ဖင်လုံးလိုက်တော့ ခုနကလာဆိုတော့ကြာနေမှာလား ဟိုအချိန်အောင်တိုက်နေသေးတယ်သူကတိုင်းရပါလို့ယူစမ်း စီးဆိုင်ရမိတ်ကဆရာ မင်းကမင်းလည်းလို့လား ။အဲ့လေကတော့ကျွန်မမှလည်းဆရာရှိတယ်လေ မင်းဆရာမသိလို့ ။မိတ်ကတာခီ ဟောလိုင်းပေါ်မှာလည်းကြည့်နေတဲ့တာကီ ဟုတ်တယ် မင်းတာကီရဲ့တပီး ဟုတ်တယ်ကျွန်မနာမည်လက်စီ ကြပ်ရေတော့မှာဟာနေကလီးကငါလိမ့်နေပါလား ပို့ပေးပါလေ။အဲ့ဒါလည်းလေးရမလားတော့ မင်းကတကယ်ရောလိမ့်တယ်လို့လားဟာ ကျွန်မလိမ့်တယ်မလိမ့်တာဂျူးဆန်နေတာလေးကြည့်လိုက် တပီးအခုလိမ့်လာတဲ့မိတ်ကသူလိမ့်နေတာပေါ့